ဒီကနေ့မှာတော့ကျန်းမာရေးအတွက်အင်မတန်ကောင်းမွန်တဲ့တခွားမွေးသီးကိုစီးကျူယောဂရှိတဲ့သူတွေကြောက်ကအားနေတဲ့သူတွေနဲ့အစာအိမ်ယောဂရှိတဲ့သူတွေကိုစားသုံးတယ်လားလူတိုင်းနဲ့ရောတဲ့ရဲ့လားဒီမိကုန်းရဲ့အဖြေကိုဒီဗီဒီယိုလေးထဲမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့ like ရင် comment လေးပေးထားပြီးအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာတခွားမွေးသီးဟာရေဓာတ်ကြွယ်ဝပြီးဗီတာမင်တွေအများကြီးပါဝင်ပေမဲ့အခုပြောပြမယ့်ယောဂအရှိန်နေပေါင်း30ကျော်ကိုမှအုပ်စု10စုကတော့စားသုံးတဲ့အခါအထူးတတိပြုဖို့လိုအပ်ပါတယ်။၁စီးကျုံနဲ့သွေးရင်းတကြားတဲ့မတည်ငြိမ်သူများတခွားမွှေးသီးမှာတဘာဝအရှုတဲ့မြင့်မားစွာပါဝင်ပါတယ်။ဒါကြောင့်စီးကျုံယောဂအခန့်ရှိတဲ့သူတွေကိုဝင်ဆောင်စီးကျုံရှိတဲ့မိမိတွေနဲ့ဝေရှာနေတဲ့သူတွေအနေနဲ့အလွန်ကျွံစားမိသွေးရင်းတကြားတဲ့ကိုရုတ်တရက်တက်လာစေနိုင်ပါတယ်။ဒါကြောင့်တနေ့ကိုအစိတ်လေးနှစ်စိတ်ထက်ပိုမစားသင့်သလိုဘိုက်ထဲမှာဘာမှမရှိတဲ့အချိန်မှာစားရတဲ့အရှာအစားစားတစ်ခုနဲ့တွဲဖက်စားတာကပိုပြီးစိတ်ချရပါတယ်။နှစ်ကြောက်ကဝေဒနာရှင်များဒါကတော့အရေးကြီးဆုံးအချက်ပါပဲ။တခွားမွှေးတိမှာပိုတက်ဆီယမ်ဓာတ်အလွန်ကျွေးရပါတယ်။ကြောက်ကလှုပ်ဆောင်ချက်အားနည်းတဲ့သူတွေဟာခန္ဓာကိုယ်ထဲကပိုတက်ဆီယမ်ကိုကောင်းကောင်းမစုပ်ထုံးနိုင်တာကြောင့်ပိုတက်ဆီယမ်များလာတဲ့အခါနှလုံးခုမမှန်တာနဲ့ကြောက်ကပ်ကိုဝင်ပြီးစေတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်ကြောက်ကပ်ဝေဒနာရှင်တွေဟာဆရာဝန်နဲ့တိုင်ပင်ပြီးမှသာပမာဏအနည်းငယ်ကိုစားသုံးသင့်ပါတယ်။ဟုတ်အစာရှိစနစ်နဲ့ဥလန်းချောင်းထိခိုက်လွယ်သူများဝမ်ရှော့ဝမ်ပြက်နေတဲ့သူတွေဥလန်းချောင်းထိခိုက်လွယ်တဲ့ဝေဒနာရှင်တွေနဲ့အစာရှိစနစ်ခွဲစိတ်မှုလုပ်ထားတဲ့သူတွေအနေနဲ့တခွားမှုသီးကိုရှောင်သင့်ပါတယ်။သူ့မှာပါတဲ့အမြင့်တန်းနဲ့ရေဓာတ်ဟာဥလန်းချောင်းကိုလှုပ်ဆော်ပေးတာကြောင့်ဝမ်းပို့သွားစေနိုင်ပါတယ်။ဒါအပြင်အစာအသောက်လွန်ကဲစွာစားတတ်တဲ့သူတွေအနေနဲ့လည်းတထိုင်နဲ့အများကြီးစားရင်ဘိုက်အောင်ဘိုက်ရစ်တာမျိုးတွေခံစားရနိုင်ပါတယ်။လေးနှလုံးနဲ့သွေးတိုးယောဂအတွက်ဆေးတောင်းနေရတဲ့သူများနှလုံးဆေးသို့မဟုတ်သွေးတိုးကျစေတောင်းနေရတဲ့သူတွေဟာခန္ဓာကိုယ်ထဲမှာပိုတက်ဆီယမ်ဓာတ်မြင့်တက်နေတတ်ပါတယ်။တခွားမွေးသီးကလည်းပိုတက်ဆီယမ်ဓာတ်ကျွေဝါးတာကြောင့်ဆေးဝါးနဲ့ဓာတ်ပြုတ်နိုင်တယ်လို့သွေးပေါင်အလွန်အကျွံကြားတဲ့သူတွေမှာလည်းသွေးပေါင်ထက်ကြပြီးဂါမူးတာမျိုးဖြစ်စေနိုင်ပါတယ်။ငါအစာအိမ်အစစ်တက်ရှင်နဲ့ရင်ပိုဝေဒနာရှိသူများအစာအိမ်လေပွားတဲ့သူတွေအစစ်ပြန်တတ်တဲ့ဝေဒနာရှင်တွေအနေနဲ့တခွားမွေးသီးကိုညဘက်တွေမှာစားတာကိုအထူးရှောင်ရပါမယ်။အစာရှည်စနစ်ကိုအနှောက်အယှက်ပေးနိုင်ပြီးအိတ်နေစင်မှာရင်ပူတာအရှင်ပေါက်တာတွေကိုပို့ဆိုးစေနိုင်လို့ပါ။6အေးမီနှာစင်းနဲ့ပန်းနိုင်ရင်ချက်ရှိသူများတိုင်းရင်းစီးပညာအရာတခွားမွေးသီးဟာအေးစာဖြစ်ပါတယ်။ချောင်းဆိုနှာစင်းနေချိန်ဒါမှမဟုတ်ရင်ကြောက်ဝေဒနာရှိနေချိန်မှာစားပြီးရင်တလိပ်ပူထွက်စေပြီးအသက်ရှူလမ်းကြောင်းကိုကျင်းစေနိုင်ပါတယ်။ကိုပူပြီးဖျားနေချိန်မှာလည်းရှမ်းတုံနာကိုဖြစ်စေနိုင်လို့ခဏချောင်ထားတာအကောင်းဆုံးပါပဲ။ခွန်ဓာတ်မတည့်မှုနဲ့ကိုခံအားအလွန်နည်းသူများဝိမှုံနဲ့ဓာတ်မတည့်တဲ့သူတွေဟာတခွားမွေးသီးစားတဲ့အခါကတွင်းနဲ့လေချောင်းရရတာမျိုးဖြစ်တတ်ပါတယ်။နောက်ပြီးကိုခံအားအရန်နေတဲ့သူတွေအနေနဲ့တခွားမွေးသီးရဲ့အခွန်မှာကပ်နေတတ်တဲ့ဘက်တီးရီးယားတွေကြောင့်ကိုယ်စိတ်ယောဂမရအောင်အခွန်ကိုတေချာစင်ကြယ်အောင်စေကြောပြီးမှစားဖို့လိုအပ်ပါတယ်။ရှစ်နှုတ်တိုင်းမိခင်များနဲ့အသက်တစ်နှစ်အောက်ကလေးများမိခင်ကအေးစာတွေအများကြီးစားမိရင်နှိုးစွကလေးမှာဘိုက်နာတာလေထိုးတာမျိုးတွေဖြစ်တတ်ပါတယ်။အလားတူရဲ့အသက်တစ်နှစ်အောက်ကလေးငယ်တွေရဲ့အစာရှိစနစ်ကအမြင့်ဓာတ်တွေကိုကောင်းကောင်းမရှိဖြစ်နိုင်တာကြောင့်ကလေးတွေကိုကျွေးမယ်ဆိုရင်ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ကိုတွားနဲ့ကတွင်ကျမကြီးထိခိုက်လွယ်သူများနှဖုံးရောက်နေတဲ့သူတွေတွားပိုးစားလွယ်တဲ့သူတွေအတွက်တခွားမှုသီးမှာပါတဲ့တကြားဓာတ်နဲ့အဆစ်ဓာတ်ကဘက်တီးရီးယားကိုပို့ပွားစေနိုင်ပါတယ်။ဒါကြောင့်စားပြီးတိုင်းပါးစပ်ကိုရေနဲ့စင်ကြယ်အောင်အလုပ်ကျင်းပြီးဖို့လိုအပ်ပါတယ်။10ညဘက်စီခဏခဏ
ပွားသက်သူများနဲ့စီးစေးတောက်နေရတဲ့သူများတခွားမှုသည့်မှာရေဓာတ်60ရာခိုင်နှုန်းကျော်ပါဝင်လို့စီးရွှင်စေပါတယ်။ညအိတ်ခဏီစားရင်ညဖက်စီထသွားရလို့အိတ်အေးပြက်စေနိုင်တယ်လို့စီးစေးတောက်နေရတဲ့သူတွေမှာလည်းဓာတ်စားတဲ့မညိမမျှဖြစ်တာမျိုးကြုံတွေ့ရနိုင်ပါတယ်။ခြုံပြောရမယ်ဆိုရင်တော့တခွားမှုသည့်ဟာကျန်းမာရေးနဲ့ညီညွတ်တဲ့အသည့်ဖြစ်ပေမဲ့မိမိရဲ့ခန္ဓာကိုအရှိအနည်းကိုသိပြီးရှင်းရှင်းစားဖို့အရေးကြီးပါတယ်။အထူးသဖြင့်ယောဂအခန့်ရှိတဲ့သူတွေအနေနဲ့ဆရာဝန်ရဲ့အကြံဉာဏ်ကိုယူဖို့မမေ့ပါနဲ့နော်။အခုဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တငယ်ချင်းတွေကို share ပေးလိုက်ပါအောင်နော်။နောက်ထပ်လည်းဘလို့အစာအသောက်တွေအကြောင်းကိုသိချင်သေးလဲဆိုတာကို comment မှာရေးခဲ့ပေးလို့ရပါတယ်။အားလုံးပဲကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။